Yo အားလုံးပဲမင်္ဂလာပါဆိုတော့အခုကျွန်တော်တို့ shine ဒီဘက် X9 ကနေပြီးတော့မကြခင်မှာကျွန်တော်ကောင်တာပွဲတွေပါပြသွားဖို့တော့ရှိပါတယ်ဆိုတော့အားလုံးသိတဲ့အတိုင်းပဲအခုနောက်ပိုင်း Dota ပွဲတွေကတိတ်ပြီးတော့ကြီးလို့မကောင်းတော့ဘူးဆိုတော့အတွက်အခုလာနေတဲ့ကျွန်တော်တို့ဒါ Star Ladder CS2 Major ကိုပြသွားဖို့ရှိပါတယ်ဆိုတော့ကောင်တာပွဲတွေကတော့တကယ်ဟိုမိုက်တယ်ပေါ့နော်အဓိကကတော့ကိုရီ Dota မှာကအသင်းတွေကတော်တော်လေးနည်းလာတာအခုကောင်တာမှာကအသင်းတွေတော်တော်ကြီးများတယ်ကောင်နာပွဲတွေကိုရှိုးလိုက်လောလောဆယ်ဒါ Star Ladder Major 2025ပေါ့နော်အခုလာနေတာသူတို့ကဒီမှာ Stage 3 invite ပေါ့နော်ဒါတော့လုံးဝ Tier 1အသင်းတွေလို့ပြောလို့ရတဲ့အသင်းတွေဆိုတော့အဲ့မှာ10သင်းရှိတယ် Stage 2မှာ10သင်းရှိတယ် Stage 1မှာ16သင်းရှိတယ်ပေါ့နော်ဆိုတော့ sort ရဲ့ပုံစံက Stage 1မှာ16သင်းကိုအဲ့ဒီက Swift format နဲ့ sort ခိုင်းလိုက်ပြီးတော့အဲ့ဒီက10သင်းကိုနောက်တစ်ဆင့်ကိုခေါ်သွားတယ်ဆိုတော့အဲ့နောက်တစ်ဆင့်မှာခုန Stage 2က10သင်းနဲ့ခုနတက်လာတဲ့10သင်းနဲ့ထပ်ပေါင်းပြီးတော့ထပ် sort မယ် Swift format အဲ့တော့မှနောက်ထပ်10သင်းကိုဒီခုန Stage 3လုံးဝ share ကျန်းတဲ့ကောင်အနေနဲ့တွေးထားပြီးတော့အဲ့မှာနောက်ထပ်ထပ်ဆော့ရတာပေါ့နော် state 3ခုနဲ့ဆော့ရတာအဲ့ဒါပြီးတော့နောက်ဆုံး play off မှာလုံးဝ lower bracket မရှိဘဲနဲ့အဲ့လိုကျွေးခိုင်းတာပေါ့နော်ဆိုတော့ကောင်နာပွဲတွေကတော့အသင်းတွေလည်းတော်တော်လေးများသလိုကြည်ရတာလည်းတော်တော်လေးမြိုင်နေပေါ့နော်ဆိုတော့ကိုတွေအခုဒီ shine မှာ Dota ပွဲတွေမဟုတ်ဘဲနဲ့အခုလိုမျိုး CS2 major ပွဲတွေပါဆက်ပြီးတော့ပြသွားဖို့ရှိတယ်ပေါ့နော်ဆိုတော့အားလုံးဒါလေးကတော့ announcement အနေနဲ့အားလုံးပြောပြပေးသွားတာပေါ့နော်ဆိုတော့ကိုကတော့အရှိပွဲတွေတော့မကြည့်ထားဘူးခုလောလောဆယ်ကတော့ဒီမှာ Furia တို့ Vitality တို့ Falcon တို့ဒါကတော့ဟိုလုံးဝကျန်းနေတဲ့အသင်းတွေပေါ့နော်ဒါပေမဲ့ major ဘယ်သူရသွားမလဲဆိုတော့ပထမဦးဆုံးအနေနဲ့ကျွန်တော်တို့ CS2 major ပြသွားမှာဖြစ်ပါတယ်ဆိုတော့အားလုံးကိုလာကြည့်ဖို့အတွက်ဖိတ်ခေါ်ပါတယ်ဆိုတော့နောက်ထပ် prediction တွေ analyst တွေကိုတော့နောက်ထပ် video တစ်ခုနဲ့ထပ်ပြီးတော့အားလုံးကိုသေချာလေးလုပ်ပေးပါမယ်ဆိုတော့အားလုံး follow မလုပ်ထားသေးရင် follow လေးလုပ်ပါခေါင်းလုံးမတီးရသေးရင်ခေါင်းလုံးလေးတီးပါကျွန်တော်တို့ CS2 major ပြသွားမှာဖြစ်ပါတယ်ဆိုတော့အားလုံး thank you တွေ့မယ်မနေ့ပြန်စပြီးတော့မကြခင်တွေ့ရင်တော့တွေ့မှာအခု video တက်ပြီးသွားတယ်ဆိုတော့ see you guys